လွတ်တော်ကိုယ်စားလှယ်များခင်ဗျာဒီမနက်ပိုင်းကလွတ်တော်တို့ဖတ်ကြားတင်ပြခဲ့တဲ့အရေးကြီးအဆိုတင်သွင်းခြင်းအစီအစဉ်ကိုဆောင်ရွက်ပါမယ်။ဦးအောင်ကြည်ညွန့်ကလွတ်တော်တို့အဆိုတင်သွင်းဆွေးနွေးဖို့ဖြစ်ပါတယ်။လေးစားပါတော့ပြည်တော်စုလွတ်တော်နာယကကြီးနဲ့တကွာလွတ်တော်ကြီးတရလုံးကိုမင်္ဂလာပါလို့ရှေးဥစွာကာရဝပြုနှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ကတော့မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်4အမျိုးသားလွတ်တော်ကိုယ်စားလှယ်ပြည်တော်စုလွတ်တော်ကိုယ်စားလှယ်ဦးအောင်ကြည်ညွန့်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒီနေ့အရေးကြီးအဆိုတရတင်သွင်းသွားမှာဖြစ်ပါတယ်ဒီလိုအရေးကြီးအဆိုတရကိုတင်သွင်းတဲ့နေရာမှာလည်းပဲလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေမှာမြန်မာနိုင်ငံသားပြည်သူများနဲ့အရေးကြီးသက်ဆိုင်တဲ့ကိစ္စလည်းဖြစ်ပြည်တော်စုလွှတ်တော်ရဲ့ဆုံးဖြတ်ချက်ရယူရန်လိုအပ်တဲ့ကိစ္စလည်းဖြစ်တဲ့အတွက်ကြောင့်ဒီအရေးကြီးအဆိုကိုတင်သွင်းရခြင်းဖြစ်ပါတယ်ကျွန်တော်တင်သွင်းမဲ့အရေးကြီးအဆိုကတော့ပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်များအားလုံးကိုလည်းဖြန့်ဝေထားပြီးဖြစ်တဲ့အတိုင်းပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်ပြင်ဆင်ရေးလုပ်ငန်းများကိုစောလျင်စွာဆောင်ရွက်နိုင်ရေးအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီတရက်ကိုတင့်လျော်သည့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့်ဖွဲ့စည်းရန်ပြည်ထောင်စုလွှတ်တော်ကိုတိုက်တွန်းကြောင်းဆိုတဲ့အရေးကြီးဆိုကိုပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေပုံမှန်66အရလေးစားစွာတင်သွင်းခြင်းဖြစ်ပါတယ်ဒီလိုတင်သွင်းရတဲ့အနေအထားတွေဟာကျွန်တော်တို့အနေနဲ့2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေ့လာသုံးသပ်လိုက်တဲ့အခါမှာဒီမိုကရေစီစံနှုန်းများနဲ့ညီညွတ်ခြင်းမရှိသေးတဲ့ပြဋ္ဌာန်းချက်တွေရှေ့နောက်ညီညွတ်ခြင်းမရှိဘဲကွဲလွဲဆန့်ကျင်နေတဲ့ပြဋ္ဌာန်းချက်တွေပြည်တွင်းငြိမ်းချမ်းရေးအတွက်မရှိမဖြစ်လိုအပ်တဲ့စစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးအတွက်အဟန့်အတားဖြစ်နေတဲ့ပြဋ္ဌာန်းချက်တွေပါတီစုံဒီမိုကရေစီစနစ်ကိုဖော်ဆောင်ရမှာအဟန့်အတားဖြစ်စေတဲ့ပြဋ္ဌာန်းချက်တွေအပြန်အလှန်ထိန်းကျောင်းရမယ်ဒီမိုကရေစီမဏ္ဍိုင်ကြီး300အားတစ်ဖက်စောင်းနှင်းဖြစ်စေတတ်တဲ့ပြဋ္ဌာန်းချက်တွေနိုင်ငံသားများရဲ့တန်းတူညီမျှမှုကိုအကာအကွယ်ပေးနိုင်ခြင်းမရှိတဲ့ပြဋ္ဌာန်းချက်များနဲ့ရွေးကောက်ပွဲများလွတ်လပ်၍တရားမျှတရေးကိုထိခိုက်နိုင်တဲ့ပြဋ္ဌာန်းချက်များရှိနေသေးတာကိုလေ့လာစီစစ်တွေ့ရှိရပါတယ်လေးစားပါသောနာယကကြီးခင်ဗျာ21ရာစုပင်လုံညီလာခံမှာထာဝရငြိမ်းချမ်းရေးတည်ဆောက်ရေးတွေဒီမိုကရေစီအခြေခံအုတ်မြစ်များကိုဖြည့်ဆည်းပေးရန်လိုအပ်ကြောင်းကိုလည်းပဲလေ့လာတွေ့ရှိရပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့2008ခုနှစ်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆက်လျင်းပြီးတော့ပြည်သူလူထုရဲ့ဆန္ဒသဘောထားတွေကို2013ခုနှစ်ပြည်내နဲ့တိုင်းဒေသကြီးများအားလုံးပါဝင်တဲ့မြို့နယ်ပေါင်း268မြို့နယ်မှာရယူခဲ့တဲ့အခါတုန်းက69ရာခိုင်နှုန်းသောပြည်သူများကပြင်ဆင်ပြောင်းလဲလိုကြောင်းဆန္ဒပြုခဲ့ကြပါတယ်စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရမှာဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးမဏ္ဍိုင်300နဲ့ဖွဲ့စည်းထားတဲ့နိုင်ငံတော်ကတိုင်းရင်းသားပြည်သူများရဲ့ဆန္ဒသဘောထားကိုအဓိကအခြေခံအချက်အဖြစ်ဖြည့်ဆည်းဆောင်ရွက်ပေးရမှာဖြစ်ပါတယ်ပြည်သူသဘောထားကိုလစ်လျူရှုပြီးတော့နိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုတည်ဆောက်နိုင်မှာမဟုတ်ဘူးဆိုတာဟာလည်းပဲအမှန်တရားတစ်ခုဖြစ်ပါတယ်လေးစားအပ်ပါတော့နာယကကြီးခင်ဗျာနိုင်ငံတော်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုအကောင်းဆုံးကာကွယ်စောင့်ရှောက်ရေးကတော့လက်ရှိဖြစ်ပေါ်ရောက်ရှိနေတဲ့နိုင်ငံတော်ရဲ့မျက်မှောက်အခြေအနေနဲ့နိုင်ငံသားများတိုင်းရင်းသားများအားလုံးမျှော်မှန်းတဲ့အနာဂတ်နိုင်ငံတော်ပုံဖော်ရေးကိုချောမွေ့စွာအကောင့်ထဲပေါ်ဆောင်ရွက်ရန်အထောက်အကူပြုမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတရက်ဖြစ်ပေါ်လာစေရန်ရည်မှန်းဆောင်ရွက်ရမှာဖြစ်ပါတယ်ဒီလိုဆောင်ရွက်နိုင်ရေးအတွက်ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ပြည်ထောင်စုလွှတ်တော်ကြီးဟာအဓိကတာဝန်ဖြစ်ပါတယ်ပြည်တွင်းမှာထာဝရငြိမ်းချမ်းရေးရရှိရန်နဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းများအတွက်21ရာစုပင်လုံညီလာခံကြီးမှာအားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေတဲ့အခုလိုအချိန်အခါမျိုးမှာပြည်ထောင်စုသဘောတူစာချုပ်ရဲ့အစိတ်အပိုင်း1မှာလည်းပဲအရေးအကြီးဆုံးဖြစ်တဲ့နိုင်ငံတော်ကိုဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုအဖြစ်ဖွဲ့စည်းရမယ်လို့သဘောတူထားခဲ့ပြီးလည်းဖြစ်ပါတယ်အဆိုပါသဘောတူညီချက်နဲ့လိုက်လျောညီထွေစွာဆက်လက်ဆောင်ရွက်ရမယ့်လုပ်ငန်းများကိုချောမွေ့စွာအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရင်းနဲ့အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေးတို့တွေ
ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန်လိုအပ်နေပြီဖြစ်ပါတယ်။နာယကကြီးခင်ဗျာအခုလက်တလောအခြေအနေအားဖြင့်ဆိုရင်လူမှုမီဒီယာသတင်းကွန်ရက်တွေမှာတွေ့ရှိနေရတဲ့အတိုင်းပဲအချို့မျိုးကြီးများမှာဖွဲ့စည်းပုံအခြေခံဥပဒေရေးနဲ့ပြင်ရေးနဲ့ဆက်ဆိုင်တဲ့စတစ်ကာကမ်ပိန်းလိုဟာမျိုးတွေစတင်ပြီးတော့လှုပ်ရှားနေတာတွေတွေ့ရပါတယ်။ဒီလိုအခြေအနေမျိုးမှာအင်မတန်မှအရေးကြီးတဲ့ဥပဒေပြုရဲ့မန်တိုင်ဖြစ်တဲ့ကျွန်တော်တို့ပြည်ထောင်စုလွှတ်တော်ကြီးကမတိကျိုးကျွံပြုနေလို့မတင်လျော်ဘူးလို့လေးစားစွာတင်ပြအပ်ပါတယ်။အဲ့ဒီပြင်ကျွန်တော်ဒီကနေ့တင်ပြတဲ့အဆိုဟာဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့ဥပဒေကြမ်းကိုတင်သွင်းနေတာမဟုတ်ပါဘူး။ဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေကြမ်းကိုစနစ်တကျနဲ့လျင်လျင်မြန်မြန်စောလျင်စွာအကောင့်ထဲဖော်နိုင်ဖို့အင်မတန်မှစနစ်ကျပြီးတော့ပွင့်လင်းမြင်သာစွာနဲ့တာဝန်ကြည်ပြအောင်ထမ်းဆောင်နိုင်မဲ့ကော်မတီတရက်ကိုတော့ဖြင့်ကျွန်တော်တို့ပြည်ထောင်စုလွှတ်တော်ကြီးကအရေးကြီးဖွဲ့စည်းပေးဖို့ရလိုအပ်နေပြီဖြစ်တဲ့အတွက်တင်ပြခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တင်ပြတဲ့အဆိုဟာဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခန်း7ပုံမှန်433 434 435တို့မှာဖော်ပြထားတဲ့ပြဋ္ဌာန်းချက်များနဲ့ဆက်ဆိုင်ခြင်းမရှိကြောင်းကိုလည်းပဲရှင်းလင်းတင်ပြလိုပါတယ်။အခုကျွန်တော်တင်ပြနေတဲ့တင်ပြချက်ဟာဖွဲ့စည်းပုံကိုပြင်ဆင်ရေးအတွက်မူကြမ်းကိုတင်ပြနေတာမဟုတ်ဘဲနဲ့ဒါကိုအကောင့်ထဲပေါ်ဖို့လိုအပ်တဲ့ရန်တရားတစ်ခုစနစ်တကျတိဆောက်ရလိုအပ်တဲ့အတွက်ကျွန်တော်တို့ဤဥပဒေ66အရတင်ပြခြင်းသာဖြစ်ပါတယ်။ဒါကြောင့်လေးစားပါတော့နာယကကြီးခင်ဗျာမြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့ပြည်သူလူထုရဲ့ဆန္ဒသဘောထားနဲ့အညီ2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်လေ့လာစီစစ်သုံးသပ်ပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီတရက်ကိုသင်လျော်တဲ့ပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်များနဲ့ဖွဲ့စည်းပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများကိုစောလျင်စွာဆောင်ရွက်နိုင်ပါရန်အခုအရေးကြီးအဆိုကိုမြန်မာနိုင်ငံသူနိုင်ငံသားမြန်မာနိုင်ငံသားတိုင်းရင်းသားပြည်သူတရက်လုံးရဲ့စစ်မှန်တဲ့ဆန္ဒအပေါ်မှာအခြေခံပြီးတော့ပြည်တော်စုလွှတ်တော်ကိုလေးနဲ့စွာအဆိုပြုတင်သွင်းအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အရေးကြီးအဆိုကိုထောက်ခံဆွေးနွေးမဲ့လွတ်တော်ကိုယ်စားလှယ်တို့အားဖိတ်ခေါ်ပါတယ်လေးစားအပ်ပါသောပြည်ထောင်စုလွှတ်တော်နာယကကြီးမြို့သားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအားလုံးယနေ့အစည်းအဝေးကိုကြွားရောက်လာတဲ့ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များနဲ့ဧည့်သည်တော်များအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ကတော့ရန်ကုန်တိုင်းဒေသကြီးတာကိတမြို့နယ်မှာပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဝေဖြိုးအောင်ဖြစ်ပါတယ်မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်4မှာပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကြည်ညို့တင်သွင်းတဲ့2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများကိုစောလျင်စွာဆောင်ရွက်နိုင်ရေးအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီတရက်ကိုတင့်လျော်သည့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့်ဖွဲ့စည်းရန်ပြည်ထောင်စုလွှတ်တော်သို့တိုက်တွန်းကြောင်းအရေးကြီးအဆိုကိုထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။လေးစားအပ်ပါတဲ့နာယကကြီးခင်ဗျာနိုင်ငံတကာမှာအချုပ်အခြာအာဏာသည်နိုင်ငံသားများထံမှဆင်းသက်သည်ဆိုသည့်အတိုင်းပြည်သူတွေရဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးပြဋ္ဌာန်းချက်တွေကိုအဲ့ဒီနိုင်ငံရဲ့ပြည်သူလူထုကပဲဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။နိုင်ငံတစ်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာအဲ့ဒီနိုင်ငံရဲ့ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးမဏ္ဍိုင်ကြီး၃ရပ်ရဲ့အချုပ်အခြာဖြစ်တယ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေကိုလေ့လာခြင်းအပြင်အဲ့ဒီနိုင်ငံကိုဘလို့ဖွဲ့စည်းတည်ထောင်ထားတယ်ဘလို့အစိုးရမျိုးကိုရွေးကောက်တင်မြှောက်နိုင်တယ်ဘလို့ဥပဒေပြုရေးစနစ်မျိုးကိုကျင့်သုံးတယ်ဘလို့တရားစီရင်ရေးစနစ်နဲ့စီရင်ဆုံးဖြတ်တယ်ဆိုတာတွေကိုသိရှိနိုင်တဲ့အပြင်မန်နိုင်ကြီး၃ရက်မှာအဲ့ဒီနိုင်ငံသားပြည်သူလူထုကဘလောက်ထိပါဝင်ကျင့်သုံးဆောင်ရွက်ပိုင်ခွင့်ရှိတယ်ဆိုတာပေါ်လင်ထင်ရှားရမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာလက်ရှိကျင့်သုံးနေတဲ့2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာအချိန်ကာလအားဖြင့်10နှစ်ကျော်လာပြီဖြစ်ပါတယ်10စုနှစ်တစ်ခုကျော်ကြာမြင့်လာတဲ့အခါမှာခေတ်ကာလနဲ့အခြေအနေတွေအလိုက်လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေကိုဆောင်ရွက်ရတော့မှာဖြစ်ပါတယ်။လွန်ခဲ့တဲ့10နှစ်ကျော်ကာလကအနေထားနဲ့အခင်းကျင်းတွေပေါ်မှာအခြေခံခဲ့တဲ့မူတွေဟာလက်ရှိအခြေအနေမှာကျင့်သုံးမှုတင့်လျော်မှုမရှိတော့ကြောင်းတွေ့ရှိရပါတယ်။အခုအခါတိုင်းရင်းသားမောင်းဆောင်ရဲ့ဆန္ဒ21ရာစုပင်လုံညီလာခံကိုကျင်းပပြီးထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အာသွန်ခွန်ဆိုင်ကြိုးပမ်းနေမှုများနဲ့အတူဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများကိုပါအချိန်နဲ့တပြေးညီဆောင်ရွက်သွားဖို့လိုအပ်လာပါတယ်။
ဘယ်နိုင်ငံမှာဖွဲ့စည်းပုံအခြေခံဥပဒေကိုတမတ်သေးစုပ်ကိုင်ထားတယ်ဆိုတာမရှိပါဘူးခေတ်စနစ်နဲ့အညီပြုပြင်ပြောင်းလဲပြင်ဆင်မှုများကိုဆောင်ရွက်ကြရတာဖြစ်ပါတယ်ခေတ်ကာလနဲ့လျော်ညီတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းတွေကိုအခြေအနေအချိန်အခါပေါ်မူတည်ပြီးကျင့်သုံးဆောင်ရွက်သွားရမှာဖြစ်ပါတယ်လေးစားအပ်ပါသောနာယကကြီးခင်ဗျာအခုဒုတိယအကြိမ်လွှတ်တော်တက်တန်းမှာဆိုရင်ပြည်သူလူထုအကျိုးအတွက်ခေတ်ကာလနဲ့ကိုက်ညီအောင်တည်ဆဲဥပဒေအများအပြားကိုကျွန်တော်တို့ပြည်ထောင်စုလွှတ်တော်ကြီးက3 နှစ်တာကာလအတွင်းမှာပြင်ဆင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ထာဝရငြိမ်းချမ်းရေးကိုဦးတည်ပြီးနိုင်ငံတော်ကိုဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုအဖြစ်ဖွဲ့စည်းနိုင်ဖို့နိုင်ငံသားအလုံးတိုင်းရင်းသားအလုံးကအရေးတကြီးကြိုးပမ်းဆောင်ရွက်နေတဲ့အခုလိုအချိန်အခါမျိုးမှာတင်သွင်းလာတဲ့အရေးကြီးဆိုဟာရေကန်အသင့်ကြာအသင့်ဖြစ်နေတဲ့အတွက်အလွန်ပဲတင့်မြတ်လာပါတယ်။အခုတင်သွင်းလာတဲ့အဆိုပေါ်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအားလုံးကကြဲကြဲပြန့်ပြန့်ပါဝင်ဆွေးနွေးခွင့်ရမှာဖြစ်တယ်လို့ပြည်သူတွေကကိုယ်စားပြုဒီမိုကရေစီစနစ်အရာတာဝန်အနှင်းလိုက်တဲ့ပြည်သူကိုယ်စားလှယ်တွေကတိုင်းရင်းသားပြည်သူလူထုတရက်လုံးရဲ့စစ်မှန်တဲ့သဘောဆန္ဒသဘောထားအပေါ်မှာအခြေခံပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များအပေါ်သုံးသပ်ဆွေးနွေးဆုံးဖြတ်ပြင်ဆင်ခွင့်တွေရလာမှာဖြစ်တဲ့အတွက်ပြောင်းလဲချိန်တန်တဲ့အချိန်အခါတင့်မှာပြည်သူနဲ့အတူစုပေါင်းအင်အားကိုအင်တိုက်အားတိုက်ဖော်ဆောင်နိုင်မှုရာအတွက်အခုအရေးကြီးအဆိုကိုပြည်ထောင်စုလွှတ်တော်ကြီးကလက်ခံဆွေးနွေးအတည်ပြုပေးနိုင်ပါရန်လေးလေးနက်နက်ထောက်ခံတင်ပြအပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကဲမိုက်ပေးပါကျွန်တော်တို့စောစောလည်းတင်ပြခဲ့ပါတယ်ကျွန်တော်တို့ကဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ကျွန်တော်တို့ကမပြင်ရဘူးလို့ကျွန်တော်တို့တင်ပြလာလည်းမဟုတ်ပါဘူးပြင်ဆင်ဖို့အတွက်ကျွန်တော်တို့သဘောတူပါတယ်သဘောတူတဲ့အတွက်လည်းလှုပ်ထုံးလုံနေတဲ့အညီလုပ်ဖို့ကျွန်တော်တို့တင်ပြခြင်းဖြစ်ပါတယ်အခုကျွန်တော်တို့ဒီလွတ်တော်ခမ်းမကြီးတွေကိုရောက်နေတဲ့လူတွေဟာဒီ2008ဖွဲ့စည်းပုံအရာရောက်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာကဒီလိုကော်မတီဖွဲ့တယ်ဆိုလို့ရှိရင်ဒါတကယ်ဥပဒေအရဆိုရင်ဒီဥပဒေပုံမှန်135အရပြင်ဆင်ဖို့ဥပဒေမူကြောင်းကိုတင်မယ်ဒါကိုမှသူ့ရဲ့ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်ကနေပြီးတော့ပူးပေါင်းဖွဲ့စည်းတဲ့ဖွဲ့ကနေပြီးတော့စီစစ်မယ်ဆိုပြီးတော့ဒီလိုပါပါတယ်ဒီလိုမဟုတ်ဖဲနဲ့ဒီကော်မတီကနေခုလိုကော်မတီဖွဲ့ပြီးတော့စီစစ်မယ်လို့ဆိုရင်ဘယ်ပုံမှန်တွေကိုစီစစ်မှာလဲကော်မတီကဘာတွေလုပ်မှာလဲဆိုတာကပုံမှန်တွေကလည်းအန်စီကော်မတီရဲ့လုပ်ပိုင်ခွင့်ကလည်းဘယ်လောက်ထိကျေပြမယ်ဆိုတာကျွန်တော်တို့မသိနိုင်ပါဘူးဒါကြောင့်မို့လို့ပြီးလို့ရှိလိုက်တာဤဥပဒေ136အရပြင်ဆင်တဲ့ဥပဒေချမ်းကိုလည်းစတင်ဆွေးနွေးခြင်းမပြုတ်မိမှာသက်ဆိုင်ရာပူးပေါင်းကော်မတီကနေပြီးတော့မှဆွေးနွေးစစ်ပြီးတော့မှဒီဆွေးနွေးချက်တွေရဲ့ဥပဒေချမ်းရဲ့ကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်အားလုံးကိုဖြန့်ဝေပေးရမှာဖြစ်ပါတယ်ဒါလွတ်တော်ရဲ့ဤဥပဒေပုံမှန်136တိုင်းမှာကျွန်တော်တို့အခုလွတ်တော်ကိုယ်စားလှယ်အားလုံးဟာကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်125ဇယားလေးမှာပါတဲ့အတိုင်းဒါဂရိသစ္စာပြုထားကြသူတွေဖြစ်ပါတယ်ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်ထိမ့်သိမ်းကာကွယ်စောင့်ရှောက်ပါမည်နိုင်ငံတော်ဥပဒေပြောင်းလဲလေးစားလိုက်နာပါမည်ဆိုပြီးတော့ဂရိသစ္စာပြုထားကြသူတွေဖြစ်ပါတယ်ဒီလိုနိုင်ငံတော်ရဲ့ဥပဒေပြုရေးတာဝန်ကိုအဓိကလှုပ်ဆောင်နေကြတဲ့လွတ်တော်ကိုယ်စားလှယ်တွေဟာမိမိရဲ့လှုပ်ဆောင်ချက်တွေကိုဥပဒေနဲ့အညီစောင့်နိုင်ဖို့အတွက်ကိုများစွာအရေးကြီးပါတယ်ဥပဒေကိုကျော်လွန်လှုပ်ဆောင်တာဥပဒေကိုလက်တလုံးညာလှုပ်ပြီးတော့မှလှုပ်ဆောင်တယ်ဆိုလို့ရှိရင်တော့ပေါ်ထွက်လာမယ့်ညီကုန်းချုပ်ပါညီကုန်းချုပ်ပါပေါ်ထွက်လာမယ့်အကျိုးရလဒ်တွေကလည်းမှန်ကန်ကောင်းမှန်မဟုတ်ဘူးနဲ့အဂတိတရားတွေနဲ့မကင်းတဲ့အကျိုးရလဒ်တွေဖြစ်မှာပဲဒါကြောင့်မလို့ကျွန်တော်တို့ကတော့လှုပ်ထုံးလုံနေတဲ့အညီသာဆောင်းသင့်ပါတယ်လှုပ်ထုံးလုံတွေကိုကျော်လွန်တဲ့ဟာမျိုးမလုပ်သင့်ပါကြောင်းတင်ပြအပ်ပါတယ်နောက်ပြီးတော့လည်းဒီဟာကိုကျွန်တော်တို့ကဒီလိုအဆိုတင်သွင်းပြီးတော့မဲခွဲဆုံးဖြတ်လိုက်မယ်ဆိုဒါမဲခွဲဆုံးဖြတ်မယ့်ကိစ္စမဟုတ်ပါဘူးခင်ဗျဒါကိုကျွန်တော်အနေနဲ့လေးလေးနဲ့တင်ပြပါတယ်ခင်ဗျလွတ်တော်ကိုယ်စားလှယ်အနေနဲ့တုံးလုံးသွားတဲ့အတုံးလုံးတွေကိုလွတ်တော်ရဲ့ဂုဏ်တိက္ခာနဲ့ဆိုင်ပါတယ်ဥပဒေကိုလက်တလုံးချလုပ်တယ်ဆိုတာအတုံးလုံးကိုတော့မိမိလွတ်တော်နိုင်ကအနေနဲ့လေးလေးနဲ့ကန့်ကွက်ပါတယ်လွတ်တော်ကိုယ်စားလှယ်ကိုအခွင့်အရေးလွတ်တော်ကိုယ်စားလှယ်တယောက်ရဲ့အခွင့်အရေးမဆုံးရှုံးရအောင်ဘယ်လို process လုပ်ထုံးလုပ်နေဘယ်လိုသွားရမယ်ဆိုတာလဲလွတ်တော်ကိုယ်စားလှယ်တည်ပြီးသားဖြစ်ပါတယ်ပထမအကြိမ်
လွတ်တော်တက်တမ်းမှာလည်းဒီဥပဒေချမ်းဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာလွတ်တော်ကိုယ်စားလှယ်ကိုတိုင်ကအဆင့်ဆင့်မှာပါဝင်ခဲ့ပြီးဖြစ်ပါတယ်အခုလည်းအဆိုရှင်ကနေပြီးမှအဲ့ဒီဥပဒေပြင်ဆင်ရေးအတွက်ဟာလားအားလုံး all inclusive ပွင့်လင်းမြင်သာစွာပါဝင်အောင်ဆောင်ရွက်ဖို့ဆောင်ရွက်နေတဲ့အပိုင်းပဲဖြစ်ပါတယ်ဒါတွေကိုနားလည်ဖို့သဘောပေါက်ဖို့လိုပါတယ်အဲ့ဒီအဖွဲ့ဖွဲ့စည်းလာတဲ့အချိန်မှာကိုယ်စားလှယ်များလည်းအားလုံးပါဝင်ရမှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်လွတ်တော်ကိုယ်စားလှယ်ရဲ့တင်သွင်းချက်ကိုလွတ်တော်ကလက်မခံပါဘူးခင်ဗျာကောင်းပါပြီအားလုံးကိုအခုအဲ့ဒါဘာတော်လဲခင်ဗျာကောင်းပါပြီအခုကတော့လွတ်တော်ကိုယ်စားလှယ်ရဲ့ဆန္ဒခံယူပြီးအဆုံးဖြတ်ပေးမှာဖြစ်ပါတယ်ဒါကတော့လွတ်တော်ဆိုင်ရာဥပဒေနည်းဥပဒေမှာလည်းဒီလိုပဲပြဋ္ဌာန်းထားပါတယ်ဒါကြောင့်ဒီ process ကိုနဲ့အညီပဲဆောင်ရွက်သွားမှာဖြစ်ပါတယ်အားလုံးထိုင်နိုင်ပါပြီမိုက်ပေးပါနာဂိုင်းများဥရေချောင်းရပဲတင်ပြပါမယ်ဗျာကျွန်တော်တို့လွတ်တော်များဥပဒေပြုရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်တဲ့နေရာမှာဥပဒေပြုရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်တဲ့လွတ်တော်တွေဟာဥပဒေနဲ့အညီပဲလိုက်နာဆုံးဖြတ်ရတာဖြစ်ပါတယ်အဲ့တော့ဥပဒေပြုရေးလုပ်ငန်းရပ်များကိုဆောင်ရွက်နေတဲ့သူတိုင်းသိပါတယ် precedent လို့ခေါ်တဲ့စီရင်ထုံးများဖြစ်စဉ်များပထမအကြိမ်လွတ်တော်တက်တမ်းမှာ15ရက်3လ2013ခုနှစ်မှာရေးကြီးဆိုတဲ့ပြည်သူ့လွှတ်တော်ကိုတင်သွင်းခဲ့ပြီးတော့ပြည်ထောင်စုလွှတ်တော်ကိုတဝင်လွှာပေးပို့ခဲ့ပါတယ်ကျွန်တော် timeline အစစ်စစ်ကိုမတင်ပြတော့ပါဘူးသို့တော့ကျွန်တော်တို့25ရက်17လ2014ခုနှစ်နှစ်ကာလကြာမှာပြည်ထောင်စုလွှတ်တော်17ကြိမ်မြောက်ပုံမှန်အစည်းအဝေး33ရက်မြောက်နေ့မှာတော့ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်ကိုပြင်ဆင်တဲ့ဥပဒေချမ်းကိုတင်သွင်းခဲ့ပါတယ်အဲ့ဒီရဲ့နောက်ဆက်တွဲဖြစ်19ရက်တလ2015ခုနှစ်မှာပြည်ထောင်စုလွှတ်တော်12ကြိမ်မြောက်ပုံမှန်အစည်းအဝေးပထမနေ့မှာဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်ကိုပြင်ဆင်တဲ့ဥပဒေချမ်းအတည်ပြုရေးကိုပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေချမ်းအတည်ပြုခြင်းများကိုဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီလွှတ်တော်ဆိုင်ရာဥပဒေနည်းဥပဒေများနဲ့အညီအညွတ်သာဆောင်ရွက်ခြင်းဖြစ်ပါတယ်ဆိုတာကိုတင်ပြလိုပါတယ်အခုချိန်မှာကျွန်တော်တို့ကဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်တဲ့ဥပဒေချမ်းကိုတင်သွင်းနေတာဟုတ်ပါဘူးကိုယ်စားလှယ်တဦးတယောက်နိုင်ငံရေးပါတီတစုတစ်ဖွဲ့ကနေပြီးတော့တင်သွင်းမယ်ဆိုရင်ပြည်သူအများစုရဲ့နိုင်ငံသားများတိုင်းရင်းသားများအားလုံးရဲ့ကျွန်တော်တို့21ရာစုပင်လုံညီလာခံရဲ့ရည်မှန်းချက်တွေနဲ့တွေ့ဖယ်သွားမှာဖြစ်ပါတယ်ဒါဟာပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးနေတဲ့အချိန်ကာလဖြစ်တဲ့အတွက်ကြောင့်မလို့ပြည်ထောင်စုလွှတ်တော်ထဲမှာရှိတဲ့နိုင်ငံရေးပါတီအားလုံးတခါကျွန်တော်တို့
တက်မတော်သားကိုယ်စားလှယ်များအစုဖွဲ့များကိုယ်တိုင်ပါဝင်ဆောင်ရွက်ခွင့်ရှိအောင်လို့အဆိုရှင်ကတင်သွင်းခဲ့တဲ့အဆိုဖြစ်ပါတယ်ဒါကြောင့်မလို့ဒါဟာလွတ်တော်ဆိုင်ရာဥပဒေနည်းဥပဒေများနဲ့ညီညွတ်တဲ့အတွက်ကြောင့်မလို့နိုင်ငံရေးနေဖြင့်ပြည်ထောင်စုလွှတ်တော်ရဲ့အဆုံးဖြတ်ကိုဆက်လက်ရယူဆောင်ရွက်ပေးနိုင်ပါရန်လေးနဲ့စွာတင်ပြအပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခိုင်းပါရပါပြီအားလုံးထိုင်ပေးပါလွတ်တော်စီကံထိန်ဖို့စီကံတည်ဖို့မှုရှိရေးအတွက်မိမိအနေနဲ့နိုင်ကအနေနဲ့တင်ပြခြင်းပဲဖြစ်ပါတယ်အဲဒါကြောင့်ဒီအဆိုဆွေးနွေးတဲ့အချိန်မှလည်းကိုယ်စားလှယ်များအားလုံးအနေနဲ့ဒါကမိမိရဲ့သဘောထားမိမိရဲ့အမြင်တွေကိုလွတ်လွတ်လပ်လပ်ဆွေးနွေးနိုင်ကြမှာဖြစ်ပါတယ်ဒါကြောင့်လွတ်တော်စီကံတည်ဖို့မှုအတွက်မိမိအနေနဲ့တောင်းပန်လိုပါတယ်ဒီမှာပဲအားလုံးလှုပ်ထုံးလုပ်နည်းနဲ့အညီပဲဆက်လက်ဆောင်ရွက်သွားဖို့မိမိအနေနဲ့တောင်းပန်လိုပါတယ်ရပါပြီလွတ်ခွင့်မပြုတော့ပါဘူးလွတ်တော်ကိုယ်စားလှယ်များခင်ဗျာယခုတင်သွင်းသွားတဲ့အဆိုကိုသဘောမတူရှိတဲ့အတွက်လက်ခံဆွေးနွေးရန်တင့်မတဲ့လွတ်တော်ရဲ့စန္ဒရယူခြင်းအစီအစဉ်ကိုစက်ကလုံးအတုံးပြုတဲ့နီလန်းဖြင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ပြည်ထောင်စုလွတ်တော်ဆိုင်ရာနည်းဥပဒေ66နည်းဥပဒေခခွေးနည်းဥပဒေခွဲငယ်နဲ့အရာလွတ်တော်ကိုယ်စားလှယ်များစုစုပေါင်းဥယျာဉ်3ပုံ1ပုံထက်မနည်းကထောက်ခံရင်အရေးကြီးအဆိုကိုလက်ခံဆွေးနွေးရန်အတည်ပြုကြောင်းကြေညာမှာဖြစ်ပြီးထောက်ခံသူ3ပုံ1ပုံထက်နည်းရင်အရေးကြီးအဆိုကိုလက်ခံဆွေးနွေးရန်မသင့်ကြောင်းကြေညာမှာဖြစ်ပါတယ်ဒီအဆိုကိုသဘောတူမတူလွတ်တော်ရဲ့ဆန္ဒအရယူပါမယ်ဆန္ဒမဲပေးကြဖို့အင့်ရှိစေလိုပါတယ်ဆန္ဒမဲပေးနိုင်ကြပါပြီအဆိုထောက်ခံမဲ394မဲကန့်ကွက်ဆန္ဒမဲ18မဲကြားနေမဲ3မဲဖြစ်ပါတယ်ပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ်စုစုပေါင်း659ဦးရှိတဲ့အတွက်3ပုံ1ပုံက919ဦးဖြစ်ပါတယ်ထောက်ခံသူ3ပုံ1ပုံနဲ့အထက်ရရှိတဲ့အတွက်ဦးအောင်ကြည်ညွန့်ရဲ့အရေးကြီးအဆိုကိုလွတ်တော်ကလက်ခံဆွေးနွေးရန်သဘောတူအတည်ပြုကြောင်းကြေညာပါတယ်လွတ်တော်ကိုယ်စားလှယ်များခင်ဗျာရင်းအဆိုနဲ့ဆက်လင်းပြီးဆွေးနွေးလိုတဲ့လွတ်တော်ကိုယ်စားလှယ်များရှိပါက31ရက်တလ2019ရက်ကြာတာပတိနေ့ညနေ4နာရီနောက်ဆုံးထားပြီးပြည်ထောင်စုလွတ်တော်ရုံးညွှန်ကြားရေးမှူးချုပ်တံအမိစဉ်တင်သွင်းနိုင်ကြောင်းကြေညာပါတယ်လွတ်တော်ကိုယ်စားလှယ်များခင်ဗျာ17ကြိမ်မြောက်ပုံမှန်အစည်းအဝေးတတိယနေ့အစီအစဉ်ကိုရပ်နားပါမယ်အစည်းအဝေးစတုထနေ့ကို2019ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တောက်ကြနေ့နနက်10:00နာရီအချိန်တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနဲ့ယနေ့အတွက်အစည်းအဝေးဖြစ်ပြီးဆုံးကြောင်းကြေညာပါတယ်ပြည်ထောင်စုလွှတ်တော်နာယကပြန်လည်ထွက်ခွာပါပြီခင်ဗျာ
အားလုံးထွက်ခွာနိုင်ကြပါပြီခင်ဗျာ